好，ဆိုတော့ကျွန်တော်ဒီနေ့နောက်ဆုံးတော့ပေးတဲ့ကြီးကာလပေါ့နော်အဲ့ဒါဘယ်တော့စမလဲဆိုတော့နည်းနည်းပါးပါးပြောရအောင်ရှမတဲ့အခန်းကြီး20အငယ်15ရဲ့ပြေချာမဒိုင်ယလာအခန်းကြီးကိုအငယ်20ခုကိုမူတီပြမှာကျွန်တော်နည်းနည်းပါးပါးလေးပြောပြချင်တယ်တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒါတွေကိုလည်းကျွန်တော်ခုလေ့လာနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါအများကြီးတော့မသိသေးဘူးကျွန်တော်လေ့လာနေတာဖြစ်တယ်ဆိုတော့ညုံဆုံးပြောပြချင်တယ်ဆိုတော့အဲ့ဒီဘယ်ရာချက်ကလာကဘယ်တော့စမှလဲဆိုတော့အမှကျွန်တော်ရှမတဲ့24အငယ်15မှာပြောလာဆိုပျက်စီးတတ်သောရွှေရှာဖွေအရာသည်တဲ့ဗာလဲတရှိသောဌာနအရ၌ဆိုင်နေသည်ကိုမြင်ရလင်းတဲ့ပြေချာမှာအဲ့ဒါဟာနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ဓမ္မဟောင်းကျန်ဒိုင်လာအခန်းကြီးကိုအငယ်20ခုမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာကိုပြောတာလဲဆိုတော့ပျက်စီးတတ်သောရွှေရှာဖွေအရာလို့ပြောတဲ့အခါမှာအဲ့ဒါဘာလဲဆိုတော့antichristကဘယ်သူလဲဆိုတော့သူခရိယန်တွေကိုဘာလဲတပ်ဖြတ်မဲ့သူဖြစ်တဲ့သူတပ်ဖြင့်ကျူးလူမျိုးတွေဘယ်လိုစမှလဲဆိုတော့ကျွန်တော်စစ်ပွဲနဲ့စမှဖြစ်တယ်ပေါ့နော်အဲ့ဒီစစ်ပွဲကဘယ်မှာဖြစ်မှလဲဆိုတော့ Israel မှာဖြစ်မှဖြစ်တယ်ဆိုတော့အဲ့ဒီ Israel ကိုတိုက်ဖို့အတွက်ပေါ့နော်ဘာလဲ Israel ကိုအရန်မုန်းတဲ့ဒီအနည်းဆုံးပရင်စေပါကဝိုင်းရလာပြီးတိုက်လာပြီးဆိုအဲ့ဒါဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘေးရန်ချေကာလာအစလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒိုင်လာခန်းချီကိုရဲမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့မှာဘရင်စေပါအကြောင်းရေးထားတယ်ဆိုတော့အဲ့ဒီဘရင်စေပါနေပတ်တာပြမတော့ဒီဂျေရုဆလင်မြို့ကိုတော့တိုင်မဲ့အကြောင်းကိုပေါ့နော်ကျွန်တော်တို့ဗာလဲဒိုင်လာအခန်းကြီးခုနှစ်ပြေချာမှာရေးစကြလာ3839ပြေချာမှာပြရိတ်ချခန်းချစ်စခုနှစ်အဲ့လိုမျိုးမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့တို့ဆတိုက်လာပြီးတကယ်ပဲစစ်မှုတိုက်ပွဲတွေကြီးကြီးကျယ်ကျယ်ဖြစ်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာပေါ့နော်ကောင်းဆောင်တယောက်ပေါ်ထွက်လာပါလိမ့်မယ်အဲ့ဒီကောင်းဆောင်ကဘယ်သူဖြစ်မှာလဲဆိုတော့ antichrist ဖြစ်မှာဖြစ်တယ်ပေါ့နော်ဆိုတော့သူကအရန်ကိုထူးချွန်ထင်မြတ်တဲ့လူဖြစ်တယ်ဒီကျမှသူကအရန်အပြောကောင်းတဲ့လူလည်းဖြစ်တယ်ဆိုတော့ဥပမာဒုတိယကမ္ဘာစစ်တုန်းကဟစ်တလာလူမျိုးပေါ့နော်သူမိခွန်းတခွန်းပြောတာနဲ့လူတွေကလုံးဝသူရဲ့နောက်ကိုလိုက်ချင်စိတ်ပေါက်သွားလောက်အောင်ပေါ့နော်အဲ့လိုသူကအပြောကောင်းတဲ့သူတယောက်ဖြစ်မဲလို့သူများပြောကြတယ်ဆိုတော့အဲ့ဒီ antichrist ကအဲ့ဒီဘယင်စေပါထဲမှာတော့ကအဲ့ဒီဘယင်၃ပါးကိုသူတပ်ဖြတ်မှာဖြစ်တယ်ပြေကြမှာသူကောင်းဆောင်နေရရောက်လာပါလိမ့်မယ်သူကောင်းဆောင်ဖြစ်တဲ့အဲ့လိုသူကောင်းဆောင်ဖြစ်လာတဲ့ခါကျတော့သူကပါလုံးမလဲဆိုတော့ကျွန်တော်တို့ဒီကဘာချီတစ်ခုလုံးမတိုက်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုနဲ့ပေါ့နော်စူပူလောင်နေတဲ့အချိန်မှာအဲ့ဒီ antichrist ကပါလာလုံးမလဲဆိုတော့သူကငိမ့်ချမ်းကြီးကိုသူကစာပြေမှာတီထောင်မှာဖြစ်တယ်တီထောင်မှာလို့ပဲပြောလိုက်မယ်နော်ဆိုတော့လူတွေကသူ့ကိုအရင်တဘောကြမှာဖြစ်တယ်ပေါ့နော်ဆိုတော့လူတွေကသူ့ကိုအရင်တဘောကြမှာဖြစ်တယ်ဆိုတော့အဲ့ဒီဘေးဒဏ်ချေကာလာကဘယ်တော့စမှလဲဆိုတော့ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ပြတဲ့ချက်မဟုတ်ဘူးဗာလေတိုင်းလာခန်းကြီးကိုအငယ်20ခုမှာပေါ့နော်ပိုင်းထားလဲဆိုတော့တည်င်းတပတ်လို့ပြောတယ်အဲ့ဒီတည်င်းတပတ်ကကျွန်တော်တို့အင်္ဂလိပ်လို one week ပေါ့နော်ဒါပေမဲ့ Hebrew လို့ကြတော့တပတ်ဆိုတာကဘာနဲ့တူလဲဆိုတော့9နှစ်နဲ့တူတာဖြစ်တယ်နောက်တစ်ပတ်မှတွေ့ရအောင်လို့ပြောတဲ့ဆိုနောက်9နှစ်မှဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ပါရေးထားလဲဆိုတော့အဲ့ဒီတည်င်းတပတ်ရဲ့အစမှာတဲ့ဆိုတော့အဲ့ဒီ9နှစ်ရဲ့အစမှာ antichrist ကဘာလို့မှလဲဆိုတော့သူဘယ်သူတွေနိုင်ငံချင်းလုံးမှလဲဆိုတော့ကျွန်တော်ဖခင်ရဲ့အမျိုးဒီပေါ့နော်ဖခင်ရဲ့အမျိုးတွေနဲ့သူငိမ့်ချမ်းလုံးမှာဖြစ်တဲ့ Israel လူမျိုးနဲ့သူငိမ့်ချမ်းလုံးမှာဖြစ်တယ်အမှသူငိမ့်ချမ်းလုံးပြင်းမှာသူက Israel လူမျိုးတွေကိုခမရတို့ပိတ်မှာစောက်ချင်နေဆိုရင်တဲ့ခမရတို့ကိုပိတ်မှာစောက်ခွင့်ပေးမယ်တဲ့တကယ်တမ်းကျတော့ခု Israel လူမျိုးတွေသူတို့ပိတ်မှာစောက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပိတ်မှာတော့ရှိတဲ့နေရာကဘယ်သူတွေနေရာယူထားတာလဲဆိုတော့မွတ်စလင်ဘာသာတွေနေရာယူထားတာဖြစ်တယ်ဆိုတော့တကယ်ခုသူတို့စစ်ပွဲတွေဖြစ်နေတာကလည်းဘာလဲမွတ်စလင်နဲ့အစ္စရေးပေါ်တော့သူတို့အရင်မုန်းကြတယ်ပြေကြောအဲ့ဒီအတိကအဲ့ဒီအာရပ်နိုင်ငံတွေပေါ်တော့အီရန်နိုင်ငံတွေမွတ်စလင်တွေအစ္စလာမ်တွေများတဲ့နိုင်ငံတွေကသူတို့တယောက်နဲ့တယောက်လည်းတော်တော်မုန်းကြတယ်ပြောသူတို့အယံကိုသူတို့ရဲ့အမုန်းဒေါသကိုဘယ်လိုပြောမလဲအစ္စရေးလူမျိုးတွေပေါ်မှာသူတို့
elutu ya among do ta ko tu laung de to yan tai pwe ri phila de so era se pwe asa phit de so antichrist ka to ayan thu chin ayan thap nya de to ngai chai lok ma po no so edi balloon le to balu lu myo ne po no to elu israel lu myo de ko bai ma sau nai aw to balu lok nai le ro chono ro pyo lo mya bu po no so ro cha sa ma pyo de ba le israel lu myo de ya to ro bai ma do pian sau me de be to a phyin be to ka khum pyu ma le so ro edi antichrist ka to sau phut de to khum pyu ma phit de so roတော်ဆောက်တဲ့အဲ့ဒါနဲ့ဖရားရဲ့လူမျိုးတွေကသူတို့ပါလုံမှလဲဆိုတော့ကျွန်တော်ဓမ္မဟောင်းချမ်းတိုင်းပေါ့နော်ရစ်ပူဇော်တာအမဘာလဲသူတွေတပ်ပြီးမှရစ်ပူဇော်ဆက်ခတ်ချင်းကိုသူတို့စပြီးပြန်လုံမှဖြစ်တယ်ဆိုတော့ကျွန်တော်ခဏပြောတဲ့တရင်တပတ်လောက်ပြောတဲ့ခါမှာအဲ့ဒီခုနှစ်နှစ်ရဲ့အလေလောက်မှာတဲ့ကျန်းစာမှာပေါ့နော်တရင်တပတ်ရဲ့အလေလောက်တဲ့ကျန်းစာမှာဆိုတော့အဲ့ဒီခုနှစ်နှစ်ရဲ့အလေဆိုတော့3နှစ်ခွဲပြည့်တဲ့ခါကျတော့antichrist ကဘာလို့မလဲဆိုတော့ဘာလဲသူဟန်ဆောင်တော့မဟုတ်ဘူးအမသူမျက်နှာဖုံးချွတ်မယ်ပေါ့နော်ဟာဘာလဲငါကဖျားပဲဆိုပြီးမှသူရဲ့ရုပ်တုကိုသူကပြန်မထားမှလဲဆိုတော့အဲ့ဒီကျွန်တော်တို့ဗိမာန်တော်ထဲမှာသူရဲ့ရုပ်တုကိုသူထားမှဖြစ်တယ်ပြေချမှာသူဣသရေလလူမျိုးတွေကလှုပ်တဲ့ဘာလဲရေပူဇော်ခြင်းအကုန်လုံးသူပြန်မှနားခိုင်းမှဖြစ်တယ်ငါကိုပဲကိုယ်ရမယ်ဆိုပြီးမှသူအမိတ်ထုတ်မှဖြစ်တယ်ဆိုတော့အဲ့ဒါကဘေဒန်ချေကာလာတကယ်ဘေဒန်ချေကာလာရဲ့အစပေါ့နော်ဆိုတော့ပထမ3နှစ်ခွဲကတော့ဘယ်လိုပြောမလဲအဲ့လောက်ထိမဆူဘူးပေါ့နော်ဒါပေမဲ့နောက်3နှစ်ခွဲကြာမှတကယ်ဆူမှဖြစ်တယ်ဆိုတော့အဲ့ရှင်မတဲ့ခန်းချင်းနဲ့ဆလေအငယ်15မှာပြောတဲ့ဟာကဘာလဲချက်စီတတော်ရွှေရှဖွေအရာဆိုတော့အဲ့ဒါပြောတာဖြစ်တဲ့အဲ့ဒီ antichrist ကသူရဲ့ရုပ်တုကိုသူပိမနောထဲမှာထားပြီးမှသူကိုကိုယ်ဖို့အတွက်သူအမိတ်ထုတ်တဲ့ဟာကိုပေါ့နော်အဲ့ဒါကိုပြောတာဖြစ်တယ်ဆိုတော့ဒီမှာဗာလေယူရပြည်မှာရှိတဲ့လူတွေတဲ့ဣသရေလပြည်မှာရှိတဲ့လူတွေတဲ့အဲ့ဒီနေ့မှာပေါ့နော်အဲ့လူ antichrist ကတော့အမိတ်ထုတ်ပြီးဆိုရင်တဲ့အမြန်ဆုံးတတ်နိုင်တလောက်ပေါ့နော်ဣသရေလပြည်ကနေထွက်ခွာပါလို့ကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်ဗာလေအိမ်မိုးပေါ်မှာရှိတဲ့လူကလည်းအိမ်ကောက်ကိုမစည်းစေနဲ့ပြေးချမှာလေမှာရှိတဲ့လူကလည်းအဝတ်အစားကိုယူစေခြင်းကမပြန်စေနဲ့ဘာဖြစ်လို့လဲဆိုတော့antichrist ကဘာလို့မလဲဆိုတော့သူဘာလဲခရီးယန်ဒီပြေချမှာဘာလဲအထူးသဖြင့်ဖယားရလူမျိုးတွေဖြစ်တဲ့ဣသရေလလူမျိုးတွေကိုသူလုံးဝတတ်ချင်တာဖြစ်တယ်ဆိုတော့သူအဲ့ဒီအမိတ်ထုတ်တဲ့နေ့မှာသူ lockdown ချမှာဖြစ်တယ်ဒီသူများပြောတာပေါ့နော်ဒီဣသရေလတစ်ခုလုံးကိုသူ lockdown ချပြီးမှဟစ်တလာကဂျူလူမျိုးတန်ပေါင်းများစွာတတ်တယ်လို့ပဲပေါ့နော်အဲ့ဒီနေ့မှာသူဂျူလူမျိုးတွေတန်ပေါင်းများစွာသူတတ်မှာဖြစ်တယ်ဆိုတော့ဘာဖြစ်လို့အဲ့လူဂျူလူမျိုးတွေပေါ့နော်တော်တတ်ချင်တာလဲဘာဖြစ်လို့အရန်တတ်ချင်ကြတာလဲဘာဖြစ်လို့အရန်မုန်းကြတာလဲဆိုတော့ဒါကျွန်တော်တို့စံစာထဲမှာတွေ့ရတယ်ပေါ့နော်သခင်ရှောသူဘာပြောလဲဆိုတော့သူရဲ့အမျိုးတွေစီမှာသခင်ရှောဘာပြောလဲဆိုတော့ဘာလဲဖယားသခင်ဤအခွင့်နဲ့ကြော်လာတော်သူဒီမင်္ဂလာရှိပါစေတဲ့ဒီလိုမပြောသေးတဲ့၍ကျွန်တော်ရဲ့မျက်နှာမြင်ရမှာမဟုတ်ဘူးတဲ့ဆိုတော့အဓိကဘာဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဖျားရဲ့အမျိုးတွေဖြစ်တဲ့ဣသရေလတွေကသူတို့တကယ်ယေရှုကိုမြင်မြင်အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်သူတို့လက်ခံလာပြီးယေရှုကိုခေါ်ပြီးယေရှုကိုပါလဲတလာပြီးဆိုရင်ယေရှုကပြန်လာမှာကိုတော့ဖျားသခင်အခွင့်နဲ့ကြော်လာတော့သူမင်္ဂလာရှိပါစေဆိုပြီးမှသူတို့ပြန်ကြွေးကြော်လာပြီးဆိုရင်အဲ့ဒီနေ့ကပါလဲကျွန်တော်တို့သခင်ယေရှုကဒီကဘာကြီးမှာသူပြန်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အိုင်စာယကျမ်းထဲမှာအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အမသခင်ရှုပြန်လာတဲ့ခါကျရင်သခင်ရှုဒီကဘာကြီးတစ်ခုလုံးကိုဗာလဲအရင်ဥယျာဉ်လည်းသူပြန်မှာပြုတ်ပြင်ဖို့မှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုဘယ်သူကတိလဲဆိုတော့ antichrist ကတိတယ်အဲ့ဒါကြောင့်သူတတ်နိုင်တဲ့လောက်သခင်ရှုအမြန်ဆုံးမကြော်လာအောင်ပေါ့နော်သူအဲ့ဒါကြောင့်သူကျူးလူမျိုးတွေကိုအရင်အဆုံးသူတတ်နိုင်ဖို့ကြိုးစားနေတာဖြစ်တယ်ဆိုတော့အဲ့ဒီကျူးလူမျိုးတွေကယေရှုကိုမသိဘူးဆိုရင်ယေရှုကြော်လာဖို့ကကြာအောင်မယ်ဒါပေမဲ့ကျူးလူမျိုးတွေကယေရှုကိုခေါ်လာပြီးတန်တလာပြီးဆိုရင်တော့ယေရှုကဒီကမ္ဘာလောကကြီးမှာသူပြန်လာမှာဖြစ်တယ်ဒီကမ္ဘာကြီးတစ်ခုလုံးမှာသူပြန်အုပ်စိုးလာမှာဖြစ်တယ်ဥပမာကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတဲ့အာဗြဟံတို့မောရှိတို့သူတို့က
မျိုးလင်းနဲ့ပြည်ပေါ့နော်ဟေဘယာခန့်ချစ်စနေမှာဖြစ်တယ်သူတို့မျိုးလင်းတောင်းတတဲ့ပြည်လောက်ပြောတဲ့ခါမှာဂျေရုဆလင်မြို့တစ်ကိုပြောတာဖြစ်တယ်အဲ့ဒါကပါလေဆိုတော့သခင်ရှုပြန်ကြလာမယ်အခါကျန်သူကဂျေရုဆလင်ကိုအတိတ်တဖန်သူပြုတ်ပြမှုမှဖြစ်တယ်ပေါ့နော်ပြီးတော့သခင်ရှုကအမဟေရှာခန့်ချစ်နှစ်မှာစံပလို့ရထားတယ်ဆိုတော့သခင်ရှုကသူကောင်းကင်ပလင်ကိုဒီမြေကြီးပေါ်မှာလာတေးမှာဖြစ်တယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကိုပါလေတထသေးဖြစ်အောင်သခင်ရှုကလုံမှာဖြစ်တယ်ဆိုတော့သခင်ရှုရဲ့ရှေပလင်ကဘက်မှာရှေ့မှာလဲဆိုတော့ဂျေရုဆလင်မြို့မှာရှေ့မှာဖြစ်တယ်အဲကြောင့်ဂျေရုဆလင်မြို့ကိုဘယ်လိုလောက်ခေါ်တာလဲဆိုတော့ဖခင်သခင်ရဲ့မြို့တော်လို့ကျွန်တော်တို့ခေါ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖခင်ရဲ့အမျိုးတွေအတွက်ဆူတောင်းဖို့ကအရင်ရည်ကြီးတယ်ပေါ့နော်ဖះဘာဖြစ်လို့လဲဆိုတော့ဖះရဲ့လူမျိုးတွေကဖះကိုလက်ခံလာပြီးဖះရဲ့အမျိုးတွေကယေရှုကိုမြင်အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ကြတော့လက်ခံလာပြီးကိုးကွယ်လာပြီးယုံကြည်လာပြီးဆိုရင်ကျွန်တော်တို့ဖះရဲ့နိုင်ငံတော်ကကျွန်တော်တို့ဆုတောင်းတဲ့အတိုင်းပါလေအလိုတော်တွေကောင်းကင်ဘုံ၌ပြည့်စုံတကယ်တော်မြည်ခြင်းပုံမှာပြည့်စုံပါစေတော့နိုင်ငံတော်တည်ထောင်ပါစေတော့ဆိုတဲ့ဟာတွေကကျွန်တော်တို့ဒီကမ္ဘာလောကကြီးမှာသူပြည့်စုံလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဖခင်ရဲ့အမျိုးတွေအတွက်ကျွန်တော်တို့အရန်ဆုတောင်းပေးရမှာဖြစ်တယ်။ဒီမှာဂျေရုဆလင်မြို့ငိမ့်တဲ့ချင်းအတွက်ကျွန်တော်တို့ဆုတောင်းပေးရမှာဖြစ်တယ်။ဆိုတော့အဲ့ဒါကတော်အရန်ရည်ကြီးတဲ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းကျွန်တော်တို့ယုံကြည်သူတွေရဲ့အနာဂတ်အကုန်လုံးကဒီဖခင်ရဲ့အမျိုးတွေနဲ့ပေါ့နော်တော်ကိုသက်ဆိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မဟောင်းချမ်းနေပါတယ်မှာကြည့်မယ်ဆိုရင်ဖခင်ကသူ့ရဲ့အမျိုးတွေသူဘယ်လောက်တောင်ချစ်လဲပေါ့နော်သူရဲ့အမျိုးတွေတွေ့သူအရင်ချစ်တာဖြစ်တယ်ဒါပေမဲ့သူရဲ့အမျိုးတွေကရန်ကောင်းပါတယ်ပေါ့နော်ဆိုတော့ဖခင်ရဲ့ချစ်ချင်းမြတ်တာရှိတဲ့လူကသူရဲ့အမျိုးတွေကိုရောသူချစ်တာဖြစ်တယ်ဖခင်ချစ်တဲ့လူဖခင်ချစ်ပြီးဆိုကိုယ်လည်းဖခင်ရဲ့အမျိုးတွေကိုကိုယ်ချစ်တတ်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဣသရေလမြို့အတွက်ပေါ့နော်တကယ်ဝန်တာထားနိုင်ဖို့အတွက်ကျွန်တော်တို့ဆုတောင်းရအောင်ပေါ့နော်ဒီဣသရေလမြို့တွေကိုချစ်နိုင်ဖို့ဣသရေလမြို့အတွက်ကျွန်တော်တို့ဆုတောင်းနိုင်ဖို့အတွက်ပေါ့နော်တို့တို့ကိုစားပြုဆုတောင်းနိုင်ဖို့အတွက်ကျွန်တော်တို့ရောက်ချင်းစီတိုင်းကိုဖျက်ရှင်ဟာကောင်းချီးပေးပါစေလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ခက်ကတဖြည်းဖြည်းဆူလာတဲ့အတိုင်းပေါ့နော်လောကမှာရှိသမျှအရာတွေမှန်သမျှအကုန်လုံးကတဖြည်းဖြည်းပျောက်ကွယ်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့လောကအရာတွေနဲ့အချိန်မဖြုံးဖို့တော်အရာရေးကြီးတယ်လောကမှာဘာမှတည်တတ်မြဲမြံတာမရှိဘူးသခင်ယေရှုကသူ့ရဲ့နိုင်ငံတော်မတည်ထောင်တဲ့ရွေ့ပေါ့နော်ဆိုတော့ဒီလောကအရာတွေနဲ့ကျွန်တော်တို့အချိန်မဖြုံးဖို့ပေါ့နော်အရင်ကြီးကြီးတယ်လို့ဒီလောကအရာဆိုတော့ဘာမှမဟုတ်ဘူးတဖြည်းဖြည်းကွယ်ပြောက်လာမှာဖြစ်တယ်တဖြည်းဖြည်းပြောက်ကွယ်လာမှာဖြစ်တယ်ဒါပေမဲ့အရေးကြီးတာကပါလေဖခင်သခင်ကိုချစ်ဖို့ကိုနဲ့ဆက်ဆံတော်သူကိုနဲ့အမြတ်တာ၍ချစ်နိုင်ဖို့ကအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုပေးချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်